နွားเจ้าနဲ့ချိန်မှာနွားတွေပြန်သိမ်းလာတဲ့အချိန်ပေါ့ညနေပိုင်းနွားတွေကိုအိမ်ပြန်သိမ်းလာတဲ့အချိန်ပေါ့နွားတွေကလေသူ့အိမ်သူမှတ်မိတယ်သူတို့အိမ်သူပြန်တတ်တယ်လမ်းကိုတန်းနေရပဲနေဝင်ညနေဆောင်ပေါ့